လန်းရဲ့အစမှာလက်နက်အပြည့်ကင်ထားတဲ့စစ်သားလေးယောက်ရှိနေပါတယ်အဲ့ချိန်မှာအဝတ်မပါတဲ့လူတစ်ယောက်ကဗန်းတစ်ခုကိုကင်ပြီးလမ်းဆောက်လာတာမြင်တော့စစ်သားတစ်ယောက်အလန့်တကြားဖြစ်သွားပြီးထိုးလို့ကိုကြီးစံတတောင်ပစ်လိုက်ပါတယ်ဗန်းနဲ့လူကလည်းအသားရကထုတ်လိုက်ပါတယ်ထိုးနောက်မှာတော့စစ်သားလေးယောက်ဟာစက်တိုက်ပစ်ခတ်ကြပါတယ်ထိုးနောက်မှာတော့စစ်သားတစ်ယောက်ဟာသူ့စီမှာပါလာတဲ့လက်ပစ်ပုံးကိုလှမ်းပစ်လိုက်ရာဗန်းနဲ့လူကလေပေါ်သို့ခုန်လိုက်ပြီးလက်ပစ်ပုံးကိုသူတို့လေးယောက်ဘက်သို့ပြန်ရိုက်လိုက်ပါတယ်စစ်သားကောင်းဆောင်ဟာမြေပေါ်မှာမူးလဲနေပြီးသူ့လူတစ်ယောက်ကိုကြည့်လိုက်ရဗန်းနဲ့ပစ်လဲခံလိုက်ရတာကိုမြင်လိုက်ရပါတယ်ခေါင်းဆောင်ကြီးနဲ့ထိုးလူတို့အကြည့်ချင်းစုံနေခဲ့ကြပြီးထိုးနောက်မှာတော့စစ်သားကောင်းဆောင်ကပစ်စာတို့နဲ့စက်တိုက်ပြန်လဲပစ်ခတ်ပါတော့တယ်ဟိုလူကဗန်းနဲ့ပဲအေးအေးဆေးဆေးခါထားခဲ့ပါတယ်ထိုးနောက်မှာဗန်းနဲ့လူကိုတိုက်ခိုက်လို့မဖြစ်နိုင်မှန်းသိသွားတဲ့အခါမှာတော့စစ်သားကောင်းဆောင်ဟာသူ့ရဲ့ချက်ဖကြီးကိုယူလာပြီးဗန်းနဲ့လူအားပေးလိုက်ရပါတော့တယ်ပြီးတော့သူ့ကိုအဆုံးသတ်ပေးဖို့ပြောလိုက်ရာဟိုလူကဗန်းနဲ့ရိုက်တက်လိုက်ပါတော့တယ်ထို့နောက်မှာတော့ဗန်းနဲ့လူကပဲချစ်ကင်းရသွားပါတော့တယ်